ဘွဲကိုကြည့်ရကြိုက်တဲ့ညီကိုများအတွက်ကျွန်တော်ဘောလုံးပွဲဘယ်လိုကြည့်ရမလဲဘယ်လိုကြည့်ရမလဲလားလာမေးနေတယ်ကျွန်တော်ညီကိုမောင်နှမများအတွက်ပါကျွန်တော်ခဏလွယ်ကူဆုံးနဲ့ကျွန်တော်ကြည့်ရတဲ့ APP လေးကိုတစ်ချက်ကျွန်တော်ဝင်းများတွေ့တော့မှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့ကျွန်တော်ဒီမှာပါကျွန်တော် Bami TV Pro ဆိုရဲ APP လေးကိုကျွန်တော် Play Store ကနေ down လိုက်ပါရတဲ့နေရာကနေ down ပါကျွန်တော်ဒီ Pro ကကျွန်တော်ကြော်ညာမဟုတ်ပါဘူးညီကိုတို့အဆင်ပြေအောင်လုပ်ပါ Bami TV Pro ကျွန်တော်နှိပ်တယ်ဗျာနဲ့ကျွန်တော်ကူဒီလိုလေးလာမယ်ဗျာကျွန်တော်ဒီခဏကြော်လာသူ upgrade တော့တင်ခိုင်းတယ် upgrade မတင်လဲရတယ်ဗျာဝင်ကြီး1500ပေးရင်တော့ပုံမရှင်းတယ်ဗျာဝင်ကြီးလိုချင်တော့ကျွန်တော် FE မှာချပေးမှာချပြီးတော့ဝယ်လိုက်ပါကျွန်တော်ကတော့ဝယ်ပါဘူးအဲ့ကျွန်တော်ဒီလိုနှိပ်လိုက်တယ်ဗျာနှိပ်လိုက်လို့ရှင် upgrade တင်စရာမလိုဘူးဗျာဒါကတော့ဒါလာမယ့်ပွဲတွေကိုသူ share ပွဲတွေပေါ့ဗျာပြတာပေါ့ကျွန်တော်အခုကြည့်ဝင်ချင်းတွေကိုကျွန်တော်ဒီမှာ like ကိုတွားကြည့်လိုက်ဗျာကျွန်တော် like ဆိုဒီမှာဗျာကျွန်တော်တူလာမဲ့အတင်းတွေပေါ့ကျွန်တော်တစ်ချက်နှိပ်ကြဒီမှာဗျာ like လာရတယ် tháng thì nhà mình chỉ đặt KPI gọi là con ghép 1 tháng thì đớp vào ဒီချင်းမှချင်းကြိုက်တဲ့ပွဲကိုကြည့်ဒါကတော့တကယ်ခေါင်းပွဲတွေပေါ့ဗျာကျွန်တော်ကြိုက်တဲ့ပွဲတွေလာမဲ့ပွဲတွေကိုကြိုက်တဲ့ပွဲကိုကျွန်တော် free ကြည့်လို့ရပါတယ်ဘေးလဲအဲ့လောက်မကုန်ပါဘူးဒါကျွန်တော်ညီကိုတွေကိုကျွန်တော်ဘလို့ကြည့်အောင်ကြည့်နေကိုကျွန်တော်တစ်ချက်ပြောပြတာဖြစ်ပါတယ်ခင်ဗျာကြိုက်နေတဲ့ဆိုရင်တော့ comment လေးပေးပြီးတော့ like လေးနှိပ်သွားပေးလို့ရပါတယ်ခင်ဗျာ